စနစ်တစ်ခုဘလောက်ပဲကောင်းမွန်နေပါစေအဲ့ဒီစနစ်ကိုစီမံခန့်ခွဲတဲ့ခေါင်းဆောင်တွေကမကောင်းရင်မတော်ရင်အဲ့ဒီစနစ်ကကြာရှုံးမှာပဲကျွန်တော်တို့ကလက်တွေ့ကြရမယ်စိတ်ကူးရင်အိမ်မက်တွေထဲမှာပဲအသက်ရှင်နေလို့မရအလုံးမဖြစ်တဲ့ဝါဒတွေကိုမာနထားပြီးဖတ်တွေ့နေအောင်မယ်ဆိုရင်တကယ်အလုံးဖြစ်တဲ့ပန်းနိုင်နဲ့ဝေးရမှာပဲတဲ့ဒါကတော့စင်ကာပူနိုင်ငံကိုတည်ထောင်ခဲ့တဲ့လီကွမ်ယူရဲ့အဆိုမိတ်နေတဲ့ကနဝင်မချို့သောအမှန်တရားများဆိုတဲ့စာအုပ်တွေကတချို့ကြွိုက်လေးပါကျွန်တော်ဘဝမှာလေဖတ်ကူးတဲ့စာအုပ်တွေထဲမှာလီကွမ်ယူရဲ့နဝင်မချို့သောအမှန်တရားများဆိုတဲ့စာအုပ်ကိုတော်တော်လေးကြိုက်လို့လဲဆိုတော့အဲ့ဒီစာအုပ်ကကျွန်တော်လူငယ်ဘဝမှာမထားသင့်ပဲထားခဲ့တလွဲမာနာတွေပေါ့နော်အဲ့ဒီတလွဲမာနာတွေကိုအမှန်တရားဘက်ကိုရောက်အောင်အများကြီးပြုပြင်ပေးနိုင်ခဲ့တဲ့စာအုပ်မျိုးပါအဲ့ဒီစာအုပ်လေးကိုလည်းဖတ်ကြည့်စေချင်လို့ဒီနေ့ blog လေးနဲ့အတူမျှဝေပေးလိုက်ပါတယ်ရှင် bye ဒီအဖက်လေးနဲ့ daily blog ကြီးကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်အကောင့်လေး follow ထားနော်